မြောက်ဝင်တယ်ဆိုတာမွေးကလေးကမျိုးရိုးကပါလာတာ အိမ်မထဲမှာလေတည်သွားတဲ့ဥမောင်ကြီးကိုအပြန်မြင်ရတယ် သူကမသိဘူးညာတိုင်းအမှုရတာပြီးတော့အစားလာတော့ ချို့ကြတော့လေအသက်အရွယ်တစ်ခုရောက်မှခက်ကဆိုင်ရာပိုင်ရာပုဂ္ဂိုလ်ကြီးတာဝန်ပေးလို့ဒီလူပရလောကနဲ့ဆက်တော်နိုင်တာ လင်းကောင်ကဒီတရွာလုံးမှာအချောဆုံးအလှဆုံးတော့ဥစ္စာဆောင်မျိုးစုံမျိုးကတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ် သူ့ကိုဒင်းကိုအိမ်မထဲမှာပြေးဖို့ပဲ ဒင်းကောင်ကဝိညာဉ်နဲ့တဲတွေမွေးပြီးတော့ခိုင်းစားနေရတယ်နော် ဒီလိုဆက်သွားကြတော့နေတော့ပဲလို့တဲ့ပြေးသားတယ်ကောင်ဆုံးမအဲ့ကောင်မှမရှိရင်ခေါင်းရွာနာပါတယ်အေး ရွှေအောင်ကလေးကရိုးရိုးဖားတာမဟုတ်ဘူးအပေါက်မီနေတာတယောက်ယောက်ကပညာနဲ့ကိုလှုပ်ထားတာ 你诺里，你蛋糕的，你有把柄。လင်းကောင်နင်းကိုကြောက်လို့ဆိုပြီးတော့တရားလုံးကဘယ်သူမှအပေါင်းအသင်းမလုပ်ဘူးငါနဲ့ကြီးကြနေရှိရဟာ ဒီပြီးသားလူတွေရဲ့ဝိညာဉ်နာနာဘာဝလောကောင်မြင်နေဆိုတာအဲ့ဒါပရလောကနဲ့ဆက်ဆက်နေတာ